အခုကျွန်တော်တခုတော့မေးကြကြည့်အခုလို့ပြောနေကြတယ်တခင်ယေရှုဆိုတာဘာလဲပေါ့နော်ညီလေးသိကျင်တဲ့သခင်ယေရှုဆိုတာကလောကကြီးမှာဖခင်ကြီးအများကြီးရှိတယ်ပေါ့နော်ဟုတ်ကဲ့အဲ့ဒီဖခင်ကြီးအများကြီးရှိတဲ့တဲမှာသူကအကိုတို့လောကလူသားတွေအတွက်ကယ်တင်ရှင်ဖခင်ဖြစ်တယ်ပေါ့နော်။ဘာကြောင့်သူယေရှုလို့ခေါ်လဲဆိုရှင်ယေရှုဆိုတာလောကမှာရှိတဲ့လူတွေရဲ့အပြစ်အလုံးစုံကိုကယ်ချုပ်ပေးနိုင်တဲ့ဖခင်ဖြစ်တော့ကြောင့်အဲကြောင့်မို့သူ့ရဲ့အမိဘွဲနာမကယေရှုဆိုတဲ့အမိဘွဲနာမကိုအကိုတော့ခေါ်ခြင်းဖြစ်တယ်။ဒါကြောင့်မလို့ပြီးကြရင်ယေရှုဆိုတာကလည်းလူအပြင်မှဲ့ထားတဲ့နာမည်မဟုတ်ဘူး။သူ့ကိုမမွေးမဖွားခင်တည်းကဖခင်သခင်ဆင်လို့တဲ့ကောင်းကင်တမန်ကနေအဆင့်ပေါ့နော်။သူ့ကိုမွေးလာနေကြလို့ရှိရင်ယေရှုဆိုတဲ့အမည်ကိုမှတ်ရမယ်ဆိုတဲ့ခန့်ခန္ဓာအဲ့ဒါကိုတမန်ကျမ်းစာအဖြစ်သိရတယ်ဒါလူတွေမှတ်တာနာမည်မဟုတ်ဘူးเนาะပြီးလို့ရှိရင်သူ့ကိုယေရှုလို့ခေါ်ရခြင်းရဲ့အကြောင်းအရာကလည်းသူဒီလောကသားတွေကိုဝမ်းမြောက်စရာဖြစ်စေတဲ့ဘုရားဖြစ်တယ်လောကသားတွေရဲ့အပြစ်အလုံးစုံကိုကယ်ချွတ်နိုင်တဲ့ဘုရားဖြစ်တဲ့ကြောင့်ယေရှုလို့ခေါ်ရဖြစ်တယ်အဲ့ဒါဆိုရင်တော့တခုထပ်မေးတော့နောက်ယေရှုခရစ်တော်ကိုယုံကြည်တယ်ဆိုရင်နောက်တမလို့တော့ငရဲသွားကြမလို့တော့ဆိုတာအဲ့ဒါဟုတ်ပါလားသိဟုတ်တာပေါ့ဘာကြောင့်ဟုတ်လဲဆိုလို့ရှိရင်ယေရှုခရစ်တော်ဘုရားကအာမခံချက်ပေးနိုင်တယ်ဘာကြောင့်အာမခံချက်ပေးနိုင်လို့ရှိရင်ယေရှုခရစ်တော်ဘုရားဒီလောကကြီးမှာညီလေးကိုသိအောင်ပြောရမှာကွာလောကကြီးမှာမသေးတဲ့လူရှိလားမရှိဘူးဟုတ်ပြီနော်မသေးလို့မရှိဘူးနော်ဒါဆိုလို့ရှိရင်ဒီနေ့မသေးဘဲနဲ့ပြန်ရှင်လာတဲ့သူရောညီလေးမြင်ဘူးလားမမြင်ဘူးဟုတ်ပြီဒါဆိုလို့ရှိရင်အကိုတို့ခုနပြောတဲ့ယေရှုခရစ်တော်ဘုရားကိုယုံကြည်လို့ရှိရင်တဲ့နော်နော်တမလို့လည်းစိတ်ချဆိုတာကသေသွားတဲ့လူမှန်သမျှအားလုံးကတော့နောက်ဆက်တွဲမှာဘာမလုပ်နိုင်ယေရှုခရစ်တော်ဘုရားသည်သူကိုယ်တိုင်လူစားတိကိုခံတယ်လူလိုပဲသူသေတယ်ဒါပေမဲ့ तू မသေခင်မှာ तू ပြောထားတဲ့စကားလုံးရှိတယ်3ရက်မြောက်တဲ့နေ့မှာတဲ့ပြန်လေပြီးရှင်ပြန်ထမြောက်မယ်တဲ့ဒါပေမဲ့ तू သေခြင်းကလည်း तू ရဲ့အပြစ်တွေ तू လုပ်ထားတဲ့အပြစ်တွေနော် तू များခိုးဆိုးလူနဲ့ရိုက်ဖြတ်ပြီးတော့မှ तू သေသွားတာမဟုတ်ဘူးဟုတ်ကဲ့လောကလူသားတွေမှာရှိနေတဲ့အပြစ်အလုံးစုံကို तू ကိုယ်တိုင်တန့်ဆင်ပေးတာအဲ့လဝါကားတိုင်းဗရာဒီတောင်ကုန်းနော်လဝါကားတိုင်းပေါ်မှာအဲ့လဝါကားတိုင်းပေါ်မှာ तू ကိုယ်တိုင်ငါကြီးတို့အကိုတို့ခံရမယ်အပြစ်အကျွေးတွေကိုသူ့ရဲ့ခန္ဓာကိုယ်နဲ့သူ့ရဲ့အသက်နဲ့သူ့ရဲ့ဒဏ်ချက်တော်အားဖြင့်နဲ့အကိုတို့အတွက်ဆေးကြောတန့်ဆင်ပေးခဲ့တာသူ့အားနဲ့ तू အေးစေးနေမယ်ဆိုတေးစရာလည်းအကြောင်းမရှိဘူးနော်ဒါပေမဲ့အဲ့ဒီဖခင်ကလောကကြီးကလူတွေလောကသားတွေအဲ့ဒီမလုံနိုင်တဲ့အပြစ်အဲ့ဒီအပြစ်ကိုဥပမာပေါ့မဆေးကြောနိုင်တဲ့အရာတွေကိုသူ့ရဲ့ခန္ဓာကိုယ်နဲ့သူ့ရဲ့အသက်နဲ့သူ့ရဲ့အသွေးနဲ့ဆေးကြောတန့်ဆင်ပေးခဲ့တာအားကြောင့်သူကတေးတယ်ဆိုတာကယူသူများက